စူပါကွန်ပျူတာ၏ခံမှန်းချက်အရထိပ်ဆုံးနှစ်သင်းနေရာသည်လက်ရှိအတိုင်းပြောင်းလဲမှုရှိမည်မဟုတ်ဘဲမန်ချက်စတာစီးတီးက PSG အထက်တွင်ရပ်တည်ကအဆင့်3အတ္တလန်တာကအဆင့်5နှင့်လီဗာပူးကအဆင့်6နေရာများတွင်အသီးသီးအဆုံးသတ်နိုင်ကြောင်းသိရသည်ပုံစံသစ်ဖြင့်ပထမဆုံးအကြိမ်ကျင်းပခဲ့သည့်ပြီးခဲ့သည့်နှစ်တွင်ထိပ်ဆုံး8သင်းစည်းရင်းဝင်ရန်အမှတ်16မှတ်လိုအပ်ခဲ့ပြီးအဆင့်24အတွင်းဝင်ရန်ဂိုးကွာခြားချက်အသာစီးဖြင့်17မှတ်လိုအပ်ခဲ့သည်လက်ရှိတွင်အက်တလက်တီကိုမက်ဒရစ်နှင့်ရီယယ်မက်ဒရစ်တို့သည်ခန့်မှန်းရမှတ်15 8မှတ်နှင့်15.5မှတ်တို့ဖြင့်အဆင့်9နှင့်8နေရာများကိုအပိုင်စီးနိုင်မည်ဟုခန့်မှန်းထားသည်ဤခန့်မှန်းချက်အရဆိုလျှင်တော့တင်ဟန်ချဲလ်ဆီးနှင့်နယူကာဆယ်အသင်းတို့မှမူအဆင့်12နှင့်14နေရာများတွင်အသီးသီးရပ်တည်ကြမည်ဖြစ်သည်လိဂ်အဆင့်ပြီးဆုံးချိန်တွင်ထိပ်ဆုံးရပ်တည်နေသော8သင်းသည်16သင်းရှုံးထွက်အဆင့်သို့ဓာတ်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်အဆင့်9မှ24အတွင်းရှိနောက်ထပ်16သင်းမှမူရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ရန်အတွက်တစ်သင်းနှင့်တစ်သင်းနှစ်ကြော့ကစားရမည့်ပလေးအော့အဆင့်တွင်ရှင်ပြိုင်ရမည်ဖြစ်သည်အောက်ဆုံးရပ်တည်သည့်12သင်းမှမူပြိုင်ပွဲမှထွက်ခွာရမည်ဖြစ်ပြီးယူရိုပါလိဂ်သို့ဆင်းကစားခွင့်သို့မဟုတ်ဆက်လက်ရှင်ပြိုင်ခွင့်ရရှိတော့မည်မဟုတ်ပါ